အားလုံးပဲမင်္ဂလာပါ To Sleepy Head Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စားတောက်ဆိုင်ကြီးတွေမှာရောင်းတဲ့ကိုက်လန် QC ကြော်ပုံစံလေးကြော်ပြမှာဖြစ်ပါတယ်လိုက်ပြီးတော့ချက်စားကြည့်ကြပါအောင်ရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့ကိုက်လန်အရွယ်တော်တစ်စီကြက်သွန်ဖြူ3မွာပဲငံပြားရည်ခရုစီတကြားနဲ့ပြောင်းကော်မုံအနှဲငယ်တို့ပဲဖြစ်ပါတယ်ပထမဆုံးကိုက်လန်လေးတွေကိုကိုစားခြင်းနဲ့အရွယ်တော်အတိုင်းလေးလှီးဖြတ်ပါမယ်ဒီနေရာမှာထူးကတော့အယိုးတက်တက်အရွက်တက်တက်မလုပ်တော့ပါဘူးတပင်လုံးကစားလို့ရတဲ့အနေထားနူးနူးညံ့ညံ့ရှိတာမို့အရွယ်တော်လေးတွေပိုင်းဖြတ်လိုက်ပါတယ်ပြီးရင်တော့ပိုးသက်စေးအန်ဒီရဲ့ကနေကင်းဝေးအောင်လို့စားချမ်းလေးတွေထည့်ပြီးတော့ရေခဏလောက်စိမ်ပါမယ်ကိုက်လန်လေးတွေရေစိမ်ထားတော့မှကြက်သွန်ဖြူလေးတွေကိုနှုတ်ဆင်ပါမယ်ကြက်သွန်ဖြူလေးတွေကငရုတ်စုံနဲ့ထောင်းတာထက်စားရင်ဒီလိုမျိုးနှုတ်ကလေးတွေဆင်ထားတာကကြတော့ပို့ပြီးတော့ပွဲပြင်တဲ့အခါမှာလှလှပပရမှာဖြစ်ပါတယ်ဟင်းရွက်ပေါ်မှာလောင်းမှုအတွက်ခရုစီအနှစ်ကိုစတင်ပြီးတော့ဆက်ပါတော့မယ်အရင်ဆုံးပဲငံပြားရည်ထမင်းစားစွန်းတစ်စွန်းခရုစီထမင်းစားစွန်းတစ်စွန်းပြောင်းကော်မုံထမင်းစားစွန်းနဲ့3ပုံတစ်ပုံအနှစ်ဖြော်ဖို့အတွက်ရေခမန်း5စွန်းအပြည့်ကျဲပေါ်မူတည်ပြီးတော့ကိုလိုချင်တယ်လို့ထည့်လို့ရပါတယ်ရေအစားအသားပြုတ်ရည်တစ်ခုခုကိုထည့်တဲ့အခါမှာပို့ပြီးတော့အရသာရှိမှာဖြစ်ပါတယ်ကော်မုံလေးတွေပျော်သွားအောင်အားလုံးရုံးမွေပြီးတဲ့အခါမှာတကြားထမင်းစားစွန်းနဲ့4ပုံ1ပုံလောက်ကိုလည်းထည့်ပါမယ်ခရုစီအနှစ်လေးပြင်ဆင်ပြီးတဲ့အခါမှာခုနစားရည်စိမ်ထားတဲ့ကိုက်လန်ရက်တွေကိုရေများများနဲ့2ထပ်3ထပ်စီးပါမယ်အရွက်လေးတွေရေပြအောင်ဆေးပြီးတဲ့အခါမှာစိမ့်ဆူဆူလေးရအောင်လို့ရေနွေးလေးနဲ့ခဏတာပြုတ်မှာဖြစ်ပါတယ်အရင်ဆုံးရေနွေးပွဲဆူအောင်တည်ထားပါမယ်ပြီးတဲ့အခါမှာရေနွေးလေးကိုစီလေးတစ်စွန်းလောက်ထည့်ပါမယ်ကိုက်လန်ရဲ့အယောင်အစင်းလှပခြင်းကဒီစီလေးထည့်တဲ့အပေါ်မှာပို့ပြီးတော့မူတည်ပါတယ်အရွက်တွေအရန်နူးဤပြီးမသွားအောင်လို့ဒီရေနွေးထဲမှာ2မိနစ်လောက်ပဲထည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်ကိုသုံးတဲ့ကိုက်လန်အမျိုးအစားကအယိုးမာတဲ့အမျိုးအစားဖြစ်တယ်ဆိုလို့ရှိရင်အယိုးတက်တက်အရွက်တက်တက်ပြုတ်ပေးတာကပိုကောင်းပါတယ်ဟင်းရွက်လေးတွေကိုလိုချင်တဲ့အနေထားရောက်ပြီဆိုရင်ဆယ်ပြီးတော့ရေစစ်ထားပါမယ်ခရုစီအနှစ်ကလေးကိုစတင်ပြုလုပ်ပါတော့မယ်တဲဦးထဲမှာစီးထမင်းစားစွန်းတစ်စွန်းထည့်ပါမယ်စီပူလာပြီဆိုရင်ခုနနှုတ်ဆင်ထားတဲ့ကြက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်ကြက်သွန်ဖြူလေးတွေရေးပြီးတော့မွေးလာပြီဆိုရင်တောပင်အုပ်ဖို့အတွက်တစ်ဝက်လောက်ကိုခွဲပြီးတော့ဆယ်ထားပါမယ်အိုးထဲမှာကျန်နေတဲ့ကြက်သွန်ဖြူစီချက်ထဲကိုခုနဆက်ထားတဲ့ခရုစီအနှစ်လေးလောင်းထည့်ပါမယ်မီအေးအေးလေးနဲ့ကိုလိုချင်တဲ့အပြည့်ကျဲရတဲ့အထိတိုင်အောင်ဖြည်းဖြည်းချင်းမှွေပေးရပါမယ်နောက်ဆုံးမှာတော့အနက်အရသာပိုကောင်းအောင်လို့နှမ်းစီမွေးလေးအနည်းငယ်ထည့်ပါမယ်နှမ်းစီမွေးမရှိလို့မထည့်ဘူးဆိုရင်လည်းရပါတယ်ခရုစီအနှစ်လေးအစင်သေးရပြီဆိုရင်ခုနရေစစ်ထားတဲ့ကိုက်လန်လေးတွေကိုပကံပြားပေါ်မှာကိုလိုချင်တယ်လို့လှလှပပစီပြီးတော့ထည့်ပါမယ်ပြီးတဲ့အခါမှာခုနချက်ထားတဲ့ခရုစီအနှစ်လေးတွေကိုအပေါ်ကနေလောင်းချမှာဖြစ်ပါတယ်ခုနခွဲချန်ထားတဲ့ကြက်သွန်ဖြူကြော်လေးတွေကိုအပေါ်ကနေတောပင်အနေနဲ့အုပ်ပါမယ်ခုဆိုရင်တော့အရန်ကိုအရသာရှိပြီးတော့တန်ရှင်းလက်ဆက်တဲ့ကိုက်လန်ခရုစီကြော်လေးကိုအိမ်မှာပဲလွယ်လွယ်ကူကူချက်စားလို့ရပါပြီရှင်အခုလိုပဲလွယ်ကူရိုးရှင်းပြီးတော့အာဟာရပြည့်ဝတဲ့ဟင်းလေးတွေကိုချက်ပြမှာဖြစ်တဲ့အတွက်ထူးရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးတော့အားပေးကြပါအောင်ရှင်